လာပါခုဗီဒီယိုလေးကတော့မင်းတို့ပေါ့နော်အရေးကြတွေအတွက်မင်းတို့တီးတန့် promotion လေးလုပ်ပေးလိုက်ပါတယ်နော်မင်းတို့အရေးကြဆိုရင်တော့မင်းတို့90ရာခိုင်နှုန်းတိတိကိုသွင်းစရာမလိုမင်းနဲ့ပေါ့နော်မင်းတို့ဆိုင်မှာ20ရာခိုင်နှုန်း30ရာခိုင်နှုန်းတွင်းနေပဲမင်းတို့အခုအရေးကြတွေအတွက်မင်းတို့ promotion လေးပေးနေပါပြီနော်အဲ့ဘိန်းလေးကတော့ဘလိုဘိန်းလေးဖြစ်မလဲဆိုတော့မင်းတို့ super cut ကလေးနဲ့မင်းတို့ဆိုင်ကလုံးပေါ့နော်ဖတ်ထရာဆိုင်ကလုံးဘိန်းလေးဖြစ်ပါမယ်နော်မင်းတို့20ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်းတာတွင်းရမှာဖြစ်ပါတယ်နော်တွင်းငွေလေးကလည်းမင်းတို့10တိန်းမပြည့်တဲ့ဈေးလေးနဲ့မင်းတို့ပေါ့နော်အရေးကြလေးမင်းတို့ရောင်းချပေးနေပါပြီနော်ဒါပေမဲ့မန္တလေးမြို့မှာနေထိုင်သူကတော့ဖြစ်ရပါမယ်ရှင့်မင်းတို့9,900,9,000ကျပ်တွင်းပြီးတော့မှမင်းတို့10လ12လ15လ18လပေါ့နော်အရေးကြတွေဝယ်ယူရရှိနိုင်ပါပြီနော်အခုဗီဒီယိုလေးကတော့မင်းတို့ပေါ့နော်အရေးကြတွေအတွက်အထူး promotion ချပေးလိုက်တာဖြစ်ပါတယ်နော်မင်းတို့ဆိုင်ကလုံးဘိန်းလေးဆိုရင်လည်းမင်းတို့အောင်းကျွယ်အင်ဂျင်ကိုမင်းတို့အသုံးပြုထားပေးပြီးတော့တွင်းငွေ90ရာခိုင်နှုန်းလုံးဝတွင်းစရာမလိုပါဘူးနော်20ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်းတွင်းပြီးတော့မှမင်းတို့အရေးကြဝယ်ယူရရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုမြင်ဒီနေ့ပေါ့နော်10ရက်နေ့12လပိုင်းမှာမြင်သတင်းကောင်းလေးပါအပ်လိုက်ပါတယ်နော်ဝယ်သူတယောက်နဲ့မင်းတို့အာမခံသူတယောက်ရှိရတယ်မင်းတို့9,900,9,000ကျပ်ကိုကင်ပြီးတော့မှမင်းတို့ရဲ့ပေါ့နော်ထိုင်းရန်ဖို့ဆိုင်ခွဲတိုင်းမှာပေါ့နော်မင်းတို့မန္တလေးရှိမယ်မင်းတို့မိထ္ထီလာရှိမယ်နေပြည်တော်ရှိမယ်တောင်ကြီးရှိမယ်ပေါ့နော်မင်းတို့ဆိုင်ခွဲတိုင်းမှာထိုင်းရန်ဖို့ဆိုင်ခွဲတိုင်းမှာ9,900,9,000ကျပ်ကင်ပြီးတော့မှမင်းတို့အရေးကြတွေသွားရောက်ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်းကိုမင်းတို့အရေးကြတွေအတွက်မင်းတို့သတင်းကောင်းလေးပါအပ်လိုက်ပါတယ်နော်လိုရတဲ့ကစတာမာများလည်းမင်းတို့ရဲ့ထိုင်းရန်ဖို့ရှိရာအမျိုးမျိုးအနေနဲ့ပေါ့နော်မန္တလေးမြို့မှာဆိုလဲမင်းတို့ဆိုင်ခွဲ9ဆိုင်နဲ့မင်းတို့ဖွင့်လှစ်ထားဖြစ်ပါတယ်နော်အယောင်လေးလည်းမင်းတို့စုံတော့အမြန်လေးတွားရောက်ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်းကိုမင်းဗီဒီယိုလေးရိုက်ပြပေးတော့ဖြစ်ပါတယ်နော်ဒါကတော့မင်းတို့20ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်းတွင်းတဲ့ဘိန်းလေးတွေကိုမင်းအခုဗီဒီယိုလေးရိုက်ပြပေးတော့ဖြစ်ပါတယ်နော်အားလုံးကြည့်ရှုပေးတဲ့အတွက်မင်းကျေးဇူးအထူးတင်ရှိပါတယ်နော်